ဖျားသခင်ကသူဖန်ဆင်းထားတဲ့လူသားတွေအပြစ်မှာကြဆင်းသွားပြီးမလွတ်မြောက်နိုင်မှန်းကိုသိတဲ့အတွက်လူသားတွေကိုချစ်တဲ့ဖျားဖြစ်လို့အပြစ်ကနေကယ်တင်ဖို့ရန်အတွက်သူ့ဘက်ကနေလှုပ်ဆောင်ပြင်ဆင်ရတော့တယ်လူမတတ်နိုင်တဲ့အရာကိုဖျားသခင်ကတတ်နိုင်တာဖြစ်ပါတယ်ဖျားသခင်ရဲ့ကယ်တင်ခြင်းအစီအမံကတော့အားလုံးကိုစပစ်နယ် page ကနေကြိုဆိုပါရစေဒီကနေ့မှာအတူတကွဆင်ခြင်ခွန်အားယူဖို့ရန်ခေါင်းစဉ်ကတော့ဘုရားသခင်ရဲ့ကယ်တင်ခြင်းအစီအမံဆိုတဲ့ခေါင်းစဉ်အောက်မှာလူကဘာကြောင့်ဘုရားသခင်ရဲ့ကယ်တင်ခြင်းကိုလိုအပ်ရတာလဲဘုရားသခင်ရဲ့ကယ်တင်ခြင်းအစီအမံကဘာလဲဆိုတဲ့အချက်နှစ်ချက်ကိုအတူတကွဆင်ခြင်ခွန်အားယူဖို့ရန်ဖြစ်ပါတယ်နံပါတ်1အချက်အနေနဲ့လူကဘာကြောင့်ဘုရားသခင်ရဲ့ကယ်တင်ခြင်းကိုလိုအပ်ရတာလဲဆိုတဲ့အခါမှာတမန်ကျမ်းစာမှာဖော်ပြထားတဲ့လူရဲ့အခြေအနေမှန်ကိုကြည့်ရမှာဖြစ်ပါတယ်။ရောမဩဝါစာအခန်းကြီး9အငယ်7မှာဤအကြောင်းအရာဟုမူကားအပြစ်တရားသည်တယောက်တော်သူအားဖြင့်ဤလောကသို့ဝင်၍အပြစ်တရားအားဖြင့်တည်ခြင်းတရားဝင်တွေနှင့်အညီလူအပေါင်းတို့သည်အပြစ်ရှိသောကြောင့်တည်ခြင်းတို့ရောက်ရကြ၏လို့ဆိုထားပါတယ်။ဒီကနေ့ကမ္ဘာပေါ်မှာအသက်ရှင်နေတဲ့လူတိုင်းတနေ့တည်ခြင်းမှာလမ်းဆုံးရမှာဖြစ်ပါတယ်။ဘာကြောင့်တည်ရလဲဆိုတဲ့အခါမှာအပြစ်ကြောင့်တည်ရတယ်လို့တမန်ကျမ်းစာကပြောပါတယ်။လူတိုင်းကအပြစ်ကိုလှုပ်သက်ကြပါတယ်။အပြစ်ကိုလှုပ်လို့အပြစ်ရှိလို့တည်ကြရတာဖြစ်တယ်။တည်တယ်ဆိုတဲ့အခါမှာခန္ဓာတည်တာနဲ့ဝိညာဉ်တည်တယ်ဆိုပြီးနှမျိုးရှိပါတယ်။ဝိညာဉ်တည်တယ်ဆိုတာကငရဲကိုသွားမှာကိုပြောတာဖြစ်ပါတယ်။ဒီဘုရားသခင်ကလူကိုဖန်ဆင်းခဲ့တဲ့အခါမှာပြီးပြည့်စုံအောင်ထာဝရအသက်ရှင်အောင်ဖန်ဆင်းခဲ့တာဖြစ်ပေမဲ့လူသားရဲ့အစလူသားရဲ့မိခင်ဖခင်ဖြစ်တဲ့အာဒံနဲ့ဧဝါကဘုရားသခင်ရဲ့စကားကိုနားမထောင်ခဲ့ကြဘူး။ကောင်းမကောင်းသိကြရအပင်ကအသီးကိုမစားနဲ့စားတဲ့နေ့မှာဧကအမှန်တရားမေးလို့ဘုရားသခင်ကပြညတ်ထားပြီးမဲ့သူတို့စားခဲ့ကြတယ်။သူတို့ရဲ့မနာခံခြင်းကြောင့်အပြစ်တရားဝင်ရောက်လာပြီးအပြစ်မှာကြဆင်းခဲ့ရတဲ့အပြင်အာဒံနဲ့ဧဝါကနေဆင်းသက်လာတဲ့ကျွန်တော်တို့လူသားတွေကလည်းအပြစ်သားဖြစ်ဒီနေ့မွေးဖွားလာရတာဖြစ်တယ်။51ခုမြောက်သောစာလံအပိုင်ငယ်9မှာအကျွန်ုပ်ဒီမွေးစားကပင်အပြစ်ပါလက်ရှိ၏အမိဝမ်းထဲမှာပဏိတတိယူစဉ်ပင်အပြစ်ဆွဲ၏လို့ပြောပါတယ်။လူကမွေးကလေးကအပြစ်ပါလို့အပြစ်သားဖြစ်လို့တင်ယူရှာမလို့ပဲအပြစ်ကိုလှုပ်တတ်တာဖြစ်တယ်။ဘေးကမွေးလာကလေးကနေရေကူးတင်ရှာမလို့ပဲရေကူးတတ်တယ်လို့လူကလည်းမွေးလာကလေးကနေအပြစ်ဒုစရိုက်ကိုပြုတ်တတ်ကြတဲ့အတွက်အပြစ်ရှိတဲ့အတွက်တည်ခြင်းတို့ရောက်ရကြတာဖြစ်တယ်။ရောမဩဝါစာအခန်းကြီး6အငယ်23မှာအပြစ်တရား၏အခါကတည်ခြင်းပေသည်လို့ပြောထားတာဖြစ်တယ်။အပြစ်ရှိတဲ့အတွက်အပြစ်လုပ်မိတဲ့အတွက်အပြစ်ရဲ့အဖိုးခအနေနဲ့တည်ခြင်းကိုပေးဆက်ရတာဖြစ်ပါတယ်။လူကအပြစ်ရဲ့ကြေးကျွန်ဘဝကနေရုံမထွက်နိုင်တဲ့အတွက်မလွတ်မြောက်နိုင်တဲ့အတွက်ဘုရားသခင်ရဲ့ကယ်တင်ခြင်းကိုလိုအပ်လာတာဖြစ်ပါတယ်။နံပါတ်1အချက်အနေနဲ့ဘုရားသခင်ရဲ့ကယ်တင်ခြင်းအစီအမံဆိုတဲ့အခါမှာဘုရားသခင်ကသူဖန်ဆင်းထားတဲ့လူသားတွေအပြစ်မှာကြဆင်းသွားပြီးမလွတ်မြောက်နိုင်မှန်းကိုသိတဲ့အတွက်လူသားတွေကိုချစ်တဲ့ဘုရားဖြစ်လို့အပြစ်ကနေကယ်တင်ဖို့ရန်အတွက်သူ့ဘက်ကနေလှုပ်ဆောင်ပြင်ဆင်ရတော့တယ်လူမတတ်နိုင်တဲ့အရာကိုဘုရားသခင်ကတတ်နိုင်တာဖြစ်ပါတယ်ဘုရားသခင်ရဲ့ကယ်တင်ခြင်းအစီအမံကတော့သားတော်သခင်ယေရှုအပြစ်အခတည်ခြင်းငရဲသွားရမယ့်လူတွေကိုကယ်တင်ဖို့ရန်အတွက်လူစားတိကိုခံစေပြီးလောကကိုဇေလွတ်ခြင်းပဲဖြစ်ပါတယ်မြန်မာစကားပုံမှာငွေမျောရင်ငွေနဲ့လိုက်လီမျောရင်လီနဲ့လိုက်ဆိုသလိုလူသားကိုကယ်တင်ဖို့ရန်အတွက်လွန်ခဲ့သောနှစ်ပေါင်း2000ကျော်မှာလူစားတိကိုခံစေပြီးလူသားတွေခံရမယ့်အပြစ်ခတည်ခြင်းအမင်္ဂလာကိုလက်ဝါးကတိုင်ပေါ်မှာကိုစားအတိခံပေးဆက်စီပြီး3ရက်မြောက်သောနေ့မှာရှင်ပြန်ထမြောက်ခြင်းအဖြစ်ပေးဆက်စီခဲ့တာဖြစ်ပါတယ်။ရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး3အငယ်19မှာလောကီသားတို့အားအပြစ်စီရင်ခြင်းကဘုရားသခင်သည်သားတော်ကိုဤလောကတို့ဇေလွတ်တော်မူသည်မဟုတ်လောကီသားတို့သည်ကိုယ်တော်အားဖြင့်ကယ်တင်ခြင်းတို့ရောက်မည်အကြောင်းဇေလွတ်တော်မူ၏လို့ပြောထားတာဖြစ်တဲ့ဘုရားသခင်ရဲ့ကယ်တင်ခြင်းအစီအမံကတော့
သားတော်ကိုဇေလွတ်ခြင်းပဲဖြစ်ပါတယ်။သားတော်ကိုလောကသို့ဇေလွတ်ရခြင်းကလည်းလူသားတွေရဲ့အပြစ်ကိုစီရင်ဖို့မဟုတ်ပဲထိုသခင်အားဖြင့်လောကလူသားတွေကယ်တင်ခြင်းကိုရရှိဖို့ရန်ပဲဖြစ်ပါတယ်။ဒေသနာကိုအဆုံးသတ်ရမယ်ဆိုရင်အပြစ်ခအတိခြင်းမှလွတ်မြောက်ဖို့ရန်အတွက်လူကမိမိရဲ့အခြေအနေမှန်ကိုသိပြီးနောင်တရကဘုရားသခင်ပြင်ဆင်ပြီးတဲ့ကယ်တင်ခြင်းအစီအမံဖြစ်တဲ့သားတော်သခင်ယေရှုကိုယုံကြည်လက်ခံပြီးထိုသခင်ရဲ့အလိုတိုင်းလိုက်လျှောက်အသက်ရှင်ရမှာပဲဖြစ်ပါတယ်။ဂျာနာတုအရောက်စီတိုင်းကိုဘုရားသခင်ကောင်းချီးပေးပါစေ။